အခုအစ္စလာမ်မာဂါရှက်ရဲ့အနေထားကဘယ်လိုဖြစ်နေလဲဆိုတော့ကြိုက်တဲ့ကောင်ထွက်ခဲ့ကြံတဲ့ကောင်ငါနဲ့ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာဗျအစ္စလာမ်မာဂါရှက်ကအခုတက်လာနေတဲ့သတင်းတွေမှာသူကခမာရူဥစမန်နဲ့ပဲချန်ပီယံကပတ်ကာကွယ်ပွဲထိုးကျင်တယ်ဆိုတဲ့ပုံစံမျိုးပြောနေတာလည်းတွေ့ရတယ်အသက်အရွယ်လည်းရလာပြီဆိုတော့ဒီဒါဂတ်စတန်သားတွေရဲ့ထုံးစံအတိုင်းပဲသူတို့နိုင်မဲ့ဖိုက်တာနဲ့ပဲရွေးထိုးကျင်တဲ့ပုံစံမျိုးတွေတဖြည်းဖြည်းနဲ့မြင်လာရပြီဒီပွဲစဉ်ကအားလုံးသိတယ်ပရိသတ်စိတ်ဝင်စားမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီဝိတ်တန်းမှာကသူ့ထက်ကောင်းတဲ့ကာလိုဘရာဒက်စ်တို့လိုဖိုက်တာတွေလည်းရှိသေးလို့ဒီချန်ပီယံစင်ခေါ်ကွန်းအတွက်အလားအလာရှိနေတဲ့ဖိုက်တာတွေအများကြီးဒီထဲကမှခမာရူဥစမန်နဲ့ထိုးကျင်တယ်လို့ပြောလာတာကတော့စိတ်ဝင်စားစရာအချက်ပဲဒီပွဲကမဖြစ်ခင်ကတည်းကပရိသတ်ဝေဖန်မှုကတော့အတော်လေးခံနေရတဲ့ပွဲဒါပေမဲ့ဒီပွဲဖြစ်လာဖို့ရာခိုင်နှုန်းလည်းအတော်လေးများမယ်လို့ထင်တယ်သူတို့နှစ်ယောက်လုံးကမန်နေဂျာတယောက်ထက်ကနေအတာဝန်ယူပြီးကင်တွယ်ထားတဲ့ဖိုက်တာတွေအဲ့တော့အဲ့မန်နေဂျာကလည်းဖိတ်ချင်းဖိတ်တွေ့တဲ့ဖိတ်အောင်ပဲလုပ်မှာပဲအဲ့ဒါသိကြပါပဲအဲ့တော့ဒီပွဲတွေဖြစ်လာဖို့ကအတော်လေးလားလားများတယ်လို့ကျွန်တော်တို့မြင်တယ်မန်နေဂျာကဘယ်လိုလဲအဇီအဗ်ဒူလာရှစ်လားသူ့ရဲ့ဩဇာကလည်းဒီအဖွဲ့အစည်းတွေအတွက်မှာအတော်လေးသက်ရောက်မှုရှိတယ်လို့တချို့သတင်းတွေမှာဖော်ပြတယ်အထူးသဖြင့်ဒီအရှိအလဲပိုင်းကနိုင်ငံတွေမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုအနေငယ်ရှိတယ်အဲ့တော့ကျတော့ဒီဖိုက်တာတွေရဲ့တွဲတိုင်းကိုဖြစ်အောင်စီစဉ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်အထူးသဖြင့်ဒီအရှိလေပိုင်းဒေသတွေမှာကျင်းပမယ် UFC ပွဲစဉ်တွေရဲ့ခေါင်းပွဲတစ်ပွဲမှာဒီပွဲပါဝင်လာဖို့လာခိုင်နှုန်းတော်လေးများပါတယ်နောက်တစ်ချက်ကခါဘစ်ကနေနဲ့ကလည်းဒီအစ္စလာမ်မာဂါရှက်ကိုနောက်ထပ်ပွဲအနေငယ်ထိုးပြီးရင်အနားယူခိုင်းမယ်လို့ပြောထားတဲ့သတင်းတွေလည်းရှိတယ်ဒီဖိုက်တာတွေရဲ့ထုံးစံကအဲ့တိုင်းပဲသူတို့ဒီ UFC မှာအကောင်းဆုံးဆော့မယ်ငွေတွေရှာမယ်ပြီးတော့သူတို့ရဲ့သမိုင်းအမွေနှစ်ကောင်းတစ်ခုကိုထားခဲ့မယ်ရှုံးမှအရန်ကြောက်တဲ့ဖိုက်တာတွေလို့ပြောရရင်လည်းမမှားဘူးဘာလို့လဲဆိုတော့ခါဘစ်တွန်ကလည်းကြည်လိုက်သူ့ရဲ့အကောင်းဆုံး prime time ဆိုတဲ့အချိန်မှာပဲအနားယူသွားခဲ့တာကော်နာမက်ဂရီဂေါကိုသူထိုးရင်နိုင်မှာပဲဆိုတဲ့အသည့်ရှိလျက်နဲ့တောင်မှ rematch ပြန်ပေးတာမျိုးမလုပ်ခဲ့ဘူးဘာရောခမာရူဥစမန်ဆိုတာကလည်းအစင်နဲ့နှိမ့်တဲ့ဖိုက်တာတယောက်တော့မဟုတ်ဘူးဒီချိန်ကဒီဝိတ်တန်းရဲ့ချန်ပီယံဟောင်းတူပဲဒါပေမဲ့ဒီချိန်မှာတော့ဒီဝိတ်တန်းမှာသူ့ထက် ranking မြင့်တဲ့ဖိုက်တာတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်သူနဲ့ပွဲထိုးချင်တယ်ဆိုတာမျိုးကတော့သိပြီးတော့အထိပ္ပယ်မရှိဘူးလို့မြင်ပါတယ်အစ္စလာမ်မာဂါရှက်ဘောခါဘေးရဲ့လွှမ်းမိုးမှုကလည်းအတော်လေးများတယ်အဲဒါကြောင့်မလို့ခါဘေးရဲ့စကားကိုနားထောင်ဖို့လားလာလည်းများလိမ့်မယ်ထင်တယ်အခုချိန်မှာလည်းအသက်အရွယ်က30ကျော်နေပြီဖြစ်တဲ့အတွက်သူတို့အနားယူဖို့အချိန်ကတဖြည်းဖြည်းနဲ့နီးကပ်လာနေပြီအဲ့ဒီကြားထဲမှာသူတို့ရှုံးပွဲကြုံကျင်လိမ့်မယ်တော့မထင်ဘူးသူတို့နိုင်မယ်ထင်တဲ့ဖိုက်တာတွေကိုပဲရွေးထိုးလိမ့်မယ် UFC ဘက်ကထုတ်ပြန်လာတာတွေကိုပဲစောင့်ကြည့်ကြရပါမယ်ဟုတ်ကဲ့ပါနောက်ဗီဒီယိုတွေမှာလည်းဒီ MMA လောကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်သွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့